အားလုံးပဲမင်္ဂလာပါ That Collection Movie Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် collection လုပ်ပေးသွားမယ့်ဇာတ်ကားရဲ့နာမည်ကတော့အရှိမတချင်နားထောင်ထားတဲ့လူတွေဆိုရင်သိပါလိမ့်မယ်တချင်နားထောင်ပြီးတန်းသိနိုင်တဲ့ဇာတ်ကားပေါ့နော် Perfect Blue ဆိုတဲ့ဇာတ်ကားအကယ်လို့မကြည့်ရသေးတဲ့လူတွေဆိုတော့ဒီဇာတ်ကားကိုချက်ချင်းတွက်ကြည့်တဲ့နေလို့ recommend ပေးခြင်းတယ်တင်က anime ကြိုက်တဲ့လူ horror thriller ကြိုက်တဲ့လူဆိုရင်တော့ဇာတ်ကားကောင်းတကားကိုလက်လို့မခံသေးဘူးအကယ်လို့ဒီဇာတ်ကားကို anime မကြိုက်တဲ့လူတွေဆိုရင်တော့မကြည့်သင့်ပါဘူးအဲ့တော့ကျွန်တော်ဇာတ်လမ်းအညွှန်းလေးကိုဆက်သွားလိုက်တာပေါ့ဒီဇာတ်ကားကအဆိုတော်မီးနာ J-pop idol ဘဝကနေပြီးတော့မင်းသမီးဘဝကိုပြောင်းတဲ့အချိန်မှာကြုံတွေ့ရတဲ့ပြဿနာတွေကြောင့်သူကိုယ်တိုင်က illusion ဆိုတဲ့ဝေဒနာတစ်ခုကိုခံစားလာရတာပေါ့ illusion ဆိုတဲ့ကိစ္စကတော့နားလည်လွယ်အောင်ပြောမယ်ဆိုအပြင်မှာမရှိတဲ့ຢာတွေကိုတကယ်ရှိတယ်လို့မြင်နေတာအပြင်မှာကိုယ်တိုင်ကကိုယ့်ရဲ့မသိစိတ်ကနေပေါ့လှုပ်လိုက်တဲ့အရာတွေဒါတွေကအိမ်မက်ထဲမှာဖြစ်နေတယ်လို့တကယ်အပြင်မှာဖြစ်နေတဲ့ကိစ္စမျိုးတွေဒါမျိုးတွေကိုတချို့သောရုပ်ရှင်ဇာတ်လမ်းတွေမှာတော့တကယ်ချင်းတွေ့ပြီးသားဖြစ်လိမ့်မယ်ကျွန်တော်အမှတ်တရဖြစ်ဆုံးဆိုတော့ offense ဆိုတဲ့ဇာတ်ကားတော့ရှိရပါတော့ဒါကိုလည်းတက်ကျွန်တော်ပြန်ပြီးတော့ movie review လုပ်ပြီးအောင်မယ် collection ထည့်ပေးမယ်ပေါ့နော်တကယ်ကိုကောင်းတဲ့ဇာတ်ကားတွေဖြစ်တယ်အဲ့တော့ဒီဇာတ်ကားကအဆိုတော်မီးနာရဲ့သူ့နောက်မှာရှိနေတဲ့ stalker ရဲ့သူ့ဘေးမှာဝင်းရံထားတဲ့ manager တွေသူ့ကို view site ပေးနေတဲ့လူတွေအကုန်လုံးနဲ့မီးနာနဲ့ဘယ်လိုချိတ်ဆက်နေလဲလူသက်မှုတွေရောဘာကြောင့်ကျူးလို့နေလဲဆိုတော့ mystery ဆန်ကြည့်ရမှာပေါ့နော်ဒါပေမဲ့ဇလန်းဆက်သိမ်းမှာတော့ဘာတွေဖြစ်ပျက်သွားလဲဆိုတာကိုဒီတီးပြန်ပြီးရိုက်ပြတာတယ်ပြောလို့ဒီကားကတေချာကြည့်ရှုတဲ့ဇာတ်ကားစကလုံးတစ်လုံးချင်းစီတိုင်းကိုတော့တေချာဖတ်ရှုတဲ့ဇာတ်ကားထဲမှာပါတယ်မဟုတ်ဘူးဆိုရင်ဇလန်းအောင်လုံးဝနားလည်မှာမဟုတ်ဘူးဒါလို့နားမလည်ဘူးဆိုရင် comment box ကိုပြန်လာခဲ့ပေါ့နော်ကျွန်တော်နိုင်တဲ့လောက်ရှင်းပြပေးမယ်ဒီဇလန်းကချို့တော့အပိုင်းလေးတွေမှာနည်းနည်းတော့ရှုပ်တယ်အဲ့တော့ဒီဇာတ်ကားကိုမကြည့်ရသေးဘူးတရား trailer နဲ့ mystery ကိုလုံးဝကြိုက်တဲ့လူတွေတော့တွက်ကြည့်လိုက်ကကျွန်တော်နောက်ထပ်ဒီလိုမျိုးလေးပြန်ဆက်